မော်အမျိုးသားပညာရေးဌာနဟာပထမဆုံးကြိမ်ပွဲနှင်းသပင်ခါနာမှာပေါ်ထိုးနဲ့မော်အမျိုးသားကလိုက်ကကျောင်းသားကျောင်းသူစုစုပေါင်း235ဦးကိုပွဲလက်မှတ်တွေချီးမြှင့်ခဲ့ပါတယ်။မော်အမျိုးသားကလိုက်ကပထမဆုံးကြိမ်ပွဲပေးနိုင်ခဲ့တာဟာမွန်တို့ရဲ့သမိုင်းမှာပညာရေးနဲ့ပတ်သက်ပြီးကြီးမားတဲ့အမြင်တစ်ခုဖြစ်တယ်လို့မော်မျိုးသားကလိုက်ကျောင်းအုပ်ကြီးဒေါက်တာပညာမွန်ကပြောပါတယ်။ဒါကကျွန်တော်တို့အောင်မြင်မှုကြီးကြီးမားမားတစ်ခုဖြစ်တယ်။ဒါကကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့မွန်ရစဝင်ထဲမှာဒီပညာရေးပေါ့နော်ပညာရေးပိုင်းကျွန်တော်တို့မွန်ရစဝင်ထဲမှာဒါကပထမဆုံး college degree နော်ပြီးတဲ့ပွဲနေပင်ဖြစ်တယ်။ဒါကကျွန်တော်တို့မွန်လူမျိုးတွေအားလုံးကျွန်တော်တို့ပါလဲဒီကုတ်ယူတယ်ကျွန်တော်တို့လည်းဒါကဆက်ပြီးတော့ပေးသွားဖို့လည်းရှိတယ်။ဒါကနောက်နေ့ချင်းလဲကျွန်တော်တို့ကျောင်းသားတွေတစ်နှစ်တရာလောက်ဆိုတော့နှစ်တိုင်းသူတို့ကဒီဂရီရဖို့ရှိတယ်အဲ့ဒါလေးကျွန်တော်တို့ဆက်ပေးသွားဖို့လည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့မော်မျိုးသားကောလိပ်ကိုမွန်ပြည်သစ်ပါတီ NSP ထိန်းချုပ်နေမြေမှာ2022ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီးတောက်နှစ်အကြာ185ဦးပွဲလက်မှတ်အနှင်းပေးနိုင်ခဲ့ပါတယ်ခုလိုမျိုးမွန်တို့ရဲ့ပညာရေးမှာအောင်မြင်မှုရရှိဖို့မွန်တန်ခါတော်တွေမွန်ကောင်းဆောင်တွေမွန်ပြည်သူလူထုတွေလူရှင်တွေရှာမတွေကျောင်းသားမိဘတွေအားလုံးရဲ့စ조사အားထုတ်မှုကြောင့်လို့ဒေါက်တာပညာမွန်ကဆက်ပြောပါတယ်မိမိတို့ရဲ့မွန်မျိုးသားကလိပ်ကိုစိတ်ဝင်စားတဲ့မွန်လူမျိုးများအနေနဲ့လာမဲ့အီပီလာမှာလာရောက်ရှုပ်ထားနိုင်တယ်လို့ပြောပါတယ်အဲ့ဒါကမွန်လူငယ်တွေကသူတို့ပညာသင်ချင်တော့ဒါကျွန်တော်တို့ပညာမွန်မျိုးသားကိုလိုက်ကအမြဲတမ်းကျွန်တော်တို့ကျူးဆိုတယ်အားလည်းအားပေးတယ်နော်ဒါကျွန်တော်တို့မွန်လူငယ်တွေကသူတို့ရဲ့ပညာသင်စိတ်ပညာသင်ခြင်းတဲ့ဆက်ရှိဖို့လိုတယ်ပေါ့နော်သူတို့ပညာသင်ခြင်းတဲ့စန္ဒရှိဖို့လိုတယ်ဒါကအရှိဖို့လဲကျွန်တော်တို့တိုက်တွန်းတယ်အကယ်၍ဒီကျွန်တော်တို့မွန်မျိုးသားကိုလိုက်ကိုစိတ်ဝင်စားမှုရှိရင်ကျွန်တော်တို့လာမဲ့ဒီဧပြီလလောက်ပေါ့နော်ဒီတင်ကြမတိုင်းခင်မှာကျွန်တော်တို့ application တွေစပြီးတော့လက်ခံဖို့ရှိတယ်အဲ့ဒါကလည်းရှောက်ကြပါနော်ဒီနေ့လဲကျွန်တော်တို့ဒီပါလဲအများကြီးလက်ခံဖို့လဲကျွန်တော်တို့ပြင်ဆင်ထားရှိပါတယ်နော်အဲ့ဒါမွန်လူငယ်တွေကဒီရှောက်ကြပါနော်ဟုတ်ကဲ့ပိုက်တွန်းပါတယ်မွန်အမျိုးသားကောလိပ်ကပွဲလက်မှတ်ရရှိထားတဲ့ကျောင်းသားကျောင်းသူများအနေနဲ့နိုင်ငံတကာတက္ကသိုလ်တွေမှာပညာဆက်လက်သင်ကြားရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ